မင်္ဂလာပါရှင်စုခုဒီကောင်လေးကကြတော့၈ရက်ကစုတင်ထားတဲ့ဒါမိုးပြရအောင် dress လေးကိုချုပ်ထားတဲ့ record လေးပေါ့နော်ဒီကောင်ကိုအရင်ဦးဆုံးတော့စုရောဒီအောက်နားကိုအနားလုံးတယ်ခေါင်းဝင်လေးအောက်နားမှာတခါတလေကြလို့ရှိရင်ကန်နဲ့သုံးတာလည်းရှိတယ်လို့ပေါ့နော်အဲ့ဒီလိုမျိုးမသုံးဘဲနဲ့ပေါ့ပဲချုပ်တဲ့အခါမျိုးကြလို့ရှိရင်စုရောခုဒီလိုမျိုးအနားလုံးတာပေါ့နော်ဘီတင်ဆက်နဲ့အနားလုံးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းအနားပြားတီခောက်တာပဲဖြစ်ဖြစ်ခောက်ပေးတယ်အဲ့တော့အောက်ပိုင်းပြီးပြီဆိုတဲ့အခါကျရင်အပေါ်ချမ်းမှာဆိုလို့ရှိရင်သူကဒါက bra ပါတယ်နှစ်ထပ်ကိုမှစုကအတွင်းထဲဘက်ကကြတော့အခုပုံမှာပြထားတဲ့အတိုင်းဒါဇင်းနဲ့အဖွင့်ပိတ်လုံးမဲ့အချမ်းပေါ့နော်ဇင်းနဲ့အဖွင့်ပိတ်လုံးမဲ့သူ့ကို blendino ကိုနှစ်ထပ်အတွင်းပြင်နှစ်ထပ်အပြည့်ခံထားတယ်အပေါ်ဘက်မှာကြတော့ဒီလိုမျိုးအလှစာရှိမယ်အပေါ်ဘက်ကအလှစာအပေါ်ချမ်းဒီကျဲသီးနဲ့အဖွင့်အပိတ်အဲ့တော့သူ့တလွာတက်တီးတန်အောက်ဘက်ကဇင်းနဲ့အပိုင်းဒီဇင်းနဲ့ခေါင်းဝန်းနဲ့တွဲတာဒီတီးတန်အဲ့ဒီဟာကိုမှအတွင်းထဲမှာကဒီလိုမျိုးအယောင်တူနောက်ထပ်ဇာတစ်ထပ်ထပ်ပါတယ်နော်ဇာတစ်ထပ်ထပ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အပေါ်ဘက်မှာကဇာကနှစ်ထပ်အခုလိုမျိုးအသေးရိုက်ထားပြီးတွဲထားတဲ့ဒီလိုမျိုးအလှကြောက်တွေပေါ့နော်တွဲရိုက်ထားပြီးသားဟာတွေနဲ့ဟိုမှာဇာအောက်ကဇာတက်တထဲနဲ့ဆိုတော့ဇာမာရင်နှစ်လွာပေါ့ကွာဇာမာရင်နှစ်လွာအတွင်းထဲမှာဆိုလို့ရှိရင်လည်းဒီကောင်ကနှစ်လွာဒါက blendino ကိုမှအတွင်းထဲကကြတော့ namino နဲ့ခံထားတာပေါ့နော် blendino namino နဲ့ခံထားတာအဲ့တော့ရှေ့ချမ်းနောက်ချမ်းကဒါနောက်ချမ်းကိစ္စနောက်ချမ်းပြီးသွားပြီဆိုတဲ့အခါကျရင်ရှေ့ချမ်းမှာကကြတော့ဘယ်လိုလဲဆိုတော့ရှေ့ချမ်းမှာဒီကောင်အလှစာတစ်လွာရှိမယ်အလှစာတစ်လွာပြီးသွားလို့ရှိရင်နောက်ချမ်းမှာလိုပဲသူဒီလဲဇာပါနောက်တစ်ထပ်ရှိမယ်အဲ့ဒါပြီးသွားပြီဆိုတဲ့အခါကြလို့ရှိရင်เนาะဒီမှာအုံကွက်တွဲထားတာပေါ့နော်အတွင်းဇာကကြတော့ဒါထောင်းနဲ့ချုပ်ထားတာအပေါ်ဘက်ကအလှဇာကကြတော့ထောက်ဖြောက်ပြီးတော့ဇာရဲ့အပွင့်ခက်မပြတ်ဖဲနဲ့လုပ်ပေးထားတာပေါ့နော်အတွင်းထဲမှာကဒီကောင်ကblendino ကိုကော်ချောင်းပါတယ်အုံကွက်ထည့်ထားတယ်ပြီးသွားလို့ရှိရင်namino နဲ့ဒီကောင်လေးကိုအန်တာယူထားတယ်ပေါ့နော်ဒါကပြောမယ်ဆိုလို့ရှိရင်ပွဲနေပွဲထိုင်လိုမျိုးဆိုတာတအားကြီး heavy ဟိုပေါ့နော်မဟုတ်ဘဲနဲ့နည်းနည်းလေးပေါ့ပါလဲဝတ်လို့ရတဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီဇာတွေကြောက်တွေကတော့ကွာမလွတ်တဲ့ဟာတွေမှန်သမျှကတော့စုရောအကုန်ပြန်ဖြုတ်ကြတာဆိုတဲ့အတွက်ကြောင့်မလို့ဒီကြောက်တွေစီးကွန့်တွေဒီအလှကတ်ထားတဲ့ဟာတွေကိုဖြုတ်တဲ့ခါကြလို့ရှိရင်လည်းမပြဲအောင်ယူဆိုင်ကြတယ်ဒီဟာလေးဆိုလို့ရှိရင်လည်းလက်ချုပ်လေးနဲ့အကုန်အလှပြန်လိုက်ထားတာပန်းရဲ့အပွင့်ပေါ့နော်မူလအပွင့်အခက်တွေမပြတ်စေဘဲနဲ့လုပ်ပေးထားရတာအဲ့လိုဆိုတဲ့အခါကြတော့တခါတလေကြာရင်ပြောစရာရှိတာလေအခုလက်ရှိဒီလိုမျိုးအနေထားဒီလိုလုပ်ထားတဲ့ဟာနဲ့ဒီလိုပုံစံမျိုးအပ်ပြီးခေဆိုလို့ရှိရင်တော့လေတေးကြတာကပုံမှန် daily wear ချုပ်နေတဲ့ခေါင်းဝင်တွေချုပ်ခါလောက်နဲ့တော့မဖြစ်ဘူးပေါ့နော်မဖြစ်ဘူးအဲ့အတွက်ကြောင့်မို့လို့အချို့ကတော့ဒါကိုအပ်တဲ့ design နဲ့ကိုသုံးရမယ်accessory တွေကိုသုံးထားတဲ့ပစ္စည်းတွေပေါ်မူတည်ပြီးတော့ချုပ်ခယူရဲဆိုတဲ့ဟာကိုအချို့ကသဘောပေါက်တယ်နားလဲဆိုပေမဲ့လေအချို့ကြတော့လေကောင်ဝန်တစ်ထဲကိုဒီလောက်တောင်မှယူတာလားဆိုပြီးတော့ဖြစ်တယ်လေအားအကြောင်းမလို့စုအခုဒီကောင်လေးကိုဒါရတဲ့လောက်လေး record ယူထားတာပေါ့နော်အဲ့တော့ခုနပြောတဲ့အတိုင်းဆက်ပြောရရင်အောက်မှာစုဒီအုံကွက်ပါပြီးသားတစ်ထပ်ဇာအပေါ်မှာအလှဇာရဲ့နောက်ထပ်ဇာပါရဲ့ဆိုပြီးတော့နှစ်ထပ်အဲ့နှစ်ထပ်ရဲ့အပေါ်မှာအခုလိုမျိုး dripping ထပ်ထားတဲ့အထက်ကနှစ်လွှာထပ်ပြီးတော့ပါတယ်အဲ့တော့ရှေ့ချမ်းမှာသုံးထားခဲ့တဲ့ပတ်တန်တွေပုံစံတွေလောက်ရတဲ့အစင်းတွေကိုပဲတွက်ကြည့်လိုက်ကွာအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်ချမ်းမှာခုနကတော့စုပြခဲ့တဲ့ဥစ္စာတွေရှိမယ်အဲ့တော့အင်ကြီးရဲ့ပုံစံကကြည့်မယ်ဆိုလို့ရှိရင်စစ်နဲ့ဒီလိုမျိုးအပေါ်ဘက်မှာကြတော့အလှကျဲသီးလေးနဲ့တစ်ထပ်ပေါ့နော်အဲ့တော့ဒီလိုပုံစံဒီလိုအနေထားဒီလိုပုံစံထွက်ဖို့ဆိုလို့ရှိရင်စုလိုလောက်ရတဲ့အဆင့်တွေဒီလည်းအများကြီးပဲအခုပုံထဲမှာအကြမ်းမြင့်ဒီလိုမျိုးလေးပြလိုက်လို့ဒါလေးကပေါ့ပါနဲ့9မိနစ်10မိနစ်လောက်လေးဆိုပေမဲ့တကယ်တမ်းစုလိုဒီအဝတ်ထဲကိုလောက်ရတဲ့အခါကြလို့ရှိရင်ပတ်တန်ကတ်တင်ဆွဲရင်အကုန်လုံးပြီးစီးဖို့ဆိုလို့ရှိရင်အများကြီးချိန်ပေးရပါတယ်အဲ့တော့အချိန်ပေးရတာနဲ့တန်နဲ့အချိန်ပေးရတာနဲ့လုံလောက်တဲ့လောအားကလည်းပေးရတာပေါ့နော်အဲ့တော့ဒါကကြတော့ခေါင်းဝင်လေးအချင်တယ်ဆိုလို့ရှိရင်စုစီမှာအဲ့လိုရတယ်ဆိုတဲ့အကြောင်းလေးနောက်ပြီးတော့အခုဒါလေးကကြတော့ဒါအင်ကြီးပိုင်ရှင်လေးကဒါခေါင်းဝင်လေးကိုသူဝစ်ပြီးတော့လာတဲ့အချိန်မှာကိုရိုက်ထားတာပေါ့နော်အဲ့တော့လာလေးလိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုရပါတယ်တခုရှိတာကအချိန်လေးပေးပြီးတော့အပ်ပေးပါနော်အချိန်ပေးပါရပါမယ်